ထိုင်းမြန်မာနယ်စပ်ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNNA တပ်မဟာ9နေမြေအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KNNA နဲ့ပူးပေါင်းတပ်တွေကမေလ16ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ကွီးလူတပ်စခန်းဟာ1985ခုနှစ်ကာလကတည်းကတည်ရှိခဲ့တာဖြစ်ပြီး KNNA နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်တွေကတရက်အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အချိန်တိုအတွင်းမှာပဲကျွန်တော်တို့ရရှိတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့သိသလောက်ဆိုရင်စစ်ကောင်စီဘက်ကတပ်သားတွေရဲ့စိတ်တက်ရေးရပိုင်းဆိုင်ရာအရာပေါ့နော်။သူတို့မှာတိုက်ခိုက်လို့စိတ်လည်းမရှိတော့ဘဲနဲ့လက်နက်ချအရှုံးပေးကျင့်တဲ့စိတ်တွေပေါ့နော်။အဲ့ဒါတွေကများပြားနေတာကိုကျွန်တော်တို့သိရှိရပါတယ်။အများဆုံးကတော့များသောအားဖြင့်ကျွန်တော်တို့ကတော့ထွက်ပြေးတာလို့တော့ကျွန်တော်တို့သတင်းရရှိတာပေါ့နော်။တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်တာဖြေကြားတာမရှိသေးပေမဲ့KIC သတင်းဌာနရဲ့ဖော်ပြချက်အရမော်ကွေးလူတပ်စခန်းမှာအင်အား90လောက်ရှိပြီးတိုက်ပွဲဖြစ်ပွားချိန်မှာ40ကျော်ဟာလက်နက်တွေနဲ့အတူထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က2ဦးသေဆုံးပြီးစနစ်မမ60မမလက်နက်ကြီးတွေအပါအဝင်လက်နက်ခဲယမ်းတွေကိုလည်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ KNNA နဲ့ပူပေါင်းတပ်တွေဟာမေလ23ရက်နေ့ကလည်းမော်ကွီးလူတပ်စခန်းအနီးကတာလီဗျူဟာကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ဒါအပြင်မေလ9ရက်နေ့ကလည်းလိပနာဒီခေါ်တခေါ်ပြီးခွေးတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ထားတာပါကျွန်တော်တို့ဘက်ကလည်းပဲဒီနေဆက်ဆိုတာနဲ့တပြိုင်နက်ပေါ့နော်ကျွန်တော်တို့ရဲ့အခြေခံနေမြေလည်းဖြစ်တယ်လို့ကျွန်တော်တို့ရဲ့နိုင်ငံရေးဂုဏ်သိက္ခာနဲ့လည်းသက်ဆိုင်ပါတယ်ခင်ဗျစစ်ကောင်စီဘက်ကလည်းထုံးနည်း၎င်းပဲသူတို့ရဲ့စုံမနေမြေတွေလည်းလွတ်လိုက်ရတဲ့အခြေအနေမျိုးနဲ့နိုင်ငံရေးရလည်းပဲဆုံးရှုံးတဲ့သဘောအဲ့ဒါတွေတော့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျထိုင်းမြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့စခန်းသိမ်းတိုက်ပွဲတွေကြောင့်ဒေသခံပြည်သူ400ကျော်ဟာထိုင်းနိုင်ငံဘက်ခြမ်းမှာလာရောက်ခိုလုံနေကြတယ်လို့မြေပြင်မှာရှိနေတဲ့ထိုင်းတည်င်းရင်းမြစ်တွေကဖော်ပြပါတယ်။အရင်ကတိုက်ပွဲဖြစ်ပွားမှုနေခဲ့တဲ့တပ်မဟာ9နေမြေသေးမှာဒီနှစ်ဧပြီလကနေမေလအတွင်းလေးကောပူးလူတူလေးပနာတီတာလယ်နဲ့မော်ကွီးလူစတဲ့စခန်း5ခုကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ ပြောရအောင်တော့